hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ချွတ်စစ်ရိုက်ကူးထားတဲ့ချွတ်စစ်ပါဝင်ထားတဲ့ကပူလီဆိုတဲ့ရုပ်ရှင်ကားရဲ့ premium show ကိုတွားနေတာပါရှင်အခုဒါကားပေါ်မှာပါဒီကားလေးတွေမှာဆိုလို့ရှိရင်ကိုနေဝင်းပါတယ်ပိုးပါတယ်ပိုးမီတာပါတယ်ပေါ့နော်ပြီးတော့ချွတ်စစ်ပါတယ်အော်တန်တာပါတယ်အခြားသောဝိုင်းရင်တယောက်ဆောင်ရေးဥခင်လိုင်းတို့ကိုတော်လက်တို့အများကြီးပဲပါတယ်ပေါ့နော်ခုဒါကတော့ပွဲကိုရောက်ပြီးဒါချွတ်စစ်ချဲရတဲ့အမားကြီးကျွေးပရိသတ်တွေကလာပြီးတော့ချို့ပန်းစည်းလေးတွေလက်ဆောင်ပေးရပါချို့ကတော့ဒီကားထဲမှာပေါ့နော်Miss တယောက်အနေနဲ့ပါဝင်ရတာဖြစ်တဲ့အတွက်ဒီပွဲလေးမှာလည်းထူးထူးဆန်းဆန်းလေးဖြစ်အောင်လို့ချွတ်စစ်ကချူ Miss တောင်ရခဲ့တဲ့ crown လေးကိုပြင်ပြီးတော့စောင်းထားတာပါရှင်။အခုတနေ့နဲ့ကျေးဇူးပေးပါအောင်ခင်ဗျာ။ကျေးဇူးအများကြီးပဲတင်ပါတယ်။အားလုံးကတော့ပွဲထဲမှာ crown ဆောင်တာတော့အထူးဆန်းလေးဖြစ်နေတာပေါ့နော်တကယ်တော့လေဒါချွတ်စစ်ကအမတ်တရအနေနဲ့ဒီကားထဲမှာလည်း Miss တယောက်အနေနဲ့ character အနေနဲ့ပါဝင်ထားရတာဖြစ်တဲ့အတွက်ဒီ crown လေးကိုဒါကိုကအမတ်တရအနေနဲ့ပြန်ပြီးတော့စောင်းတာပါပွဲလေးမှာလည်းထူးထူးဆန်းဆန်းဖြစ်အောင်ကိုရထားတဲ့ဒီ Miss ရထားတဲ့ crown လေးကိုပြန်ပြီးတော့ဒီပွဲလေးမှာအမတ်တရအနေနဲ့ပြန်ပြီးတော့ဆောင်းဖြစ်ပါရဲ့ရှင်ဒါတော့ဒါအခုချွတ်စစ်တို့အနုပညာရှင်တွေအကုန်လုံးevery တက်တွေနဲ့ကျေးဇူးတင်စကားပေါ့နော်ဒီကားမှာပါဝင်ဖြစ်ခဲ့တဲ့အကြောင်းလေးတွေအားပေးချဖို့အတွက်ကိုတယောက်ချင်းစီ mic နဲ့ပေါ့နော်အမတ်တရလေးတွေပြောဖြစ်ကြပါတယ်ရှင်ချစ်စလို့ဒီကားမှာပေါ်ပါတဲ့အချောင်းလေးကိုကျွမ်းရလာကြတယ်ပြောဖြစ်ခဲ့ပါရှင်ပရိသတ်များအားလုံးချစ်စကကျေးဇူးများတင်ပါတယ်လို့ပြောချင်ပါတယ်ဒီကားလေးမှာတော့ချစ်စကအေဂရီပေါ့နော်ဒီချက်ရဲ့ကောင်မလေးရှုပ်တဲ့နေရာမှာတယောက်အနေနဲ့သူ့ရဲ့ထောက်ခံမှုတွေ crown ကအစားကို crown ကအစားသူဝယ်ပေးထားတာပါဆိုတော့ဒီ character ပေးဖို့ယူလာတော့ဒီကားထဲမှာချွတ်စစ်က Miss တယောက်အနေနဲ့ပေါ့နော်ဒီပါဝင်ထားတာဖြစ်တဲ့အတွက် character လေးလည်းကျူအတက်နိုင်ဆုံးအများကြီးစူးစမ်းထားရပေါ့နော်အဲ့တော့ဝင်ပြီးတော့အားပေးကြည့်ရှုပါအောင်လို့ပြောချင်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်ကျေးဇူးပါဟုတ်ကဲ့ကိုမင်္ဂလာပါအဲ့တော့ကိုလည်းအမတ်တရဒီကားလေးကမမှတ်ရပေါ့နော်ချွတ်စစ်က Miss character အနေနဲ့ပါဝင်ထားရတာလည်းဖြစ်တယ်ပြီးတော့ကိုတိုင်းကလည်းအပြင်မှာMiss တယောက်အနေနဲ့နိုင်ငံကိုစားပြုဖြစ်ခဲ့တဲ့အခါကျတော့ပေါ့နော်ဒီကားလေးကိုဒါဘာလို့ဖြစ်ဖြစ်ဒီကားထဲမှာအခုလိုမျိုးချူပါဝင်ပေးရတဲ့အတွက်လည်းရန်ဝမ်းတာတယ်ပရိသတ်နဲ့အတူတူချူရဲ့တိကျဆောင်မှုလေးတွေကိုကြည့်ရတော့မယ်အတွက်လည်းရင်ခုန်နေပါတယ်ဟုတ်ကဲ့ဒါလေးကတော့ဒါစာနယ်ဇင်းမီဒီယာတွေနဲ့အမှတ်တရတပ်ပုံလေးရိုက်ကူးနေရပေါ့နော်ဒီပွဲလေးမှာချွတ်စစ်ရဲ့ fan တွေရောချစ်ရတဲ့အကိုအမတွေရောချွတ်စစ်ကိုပန်းစည်းလက်ဆောင်တွေအများကြီးပဲပေးကြရပေါ့နော်အခုလက်ထဲမှာတော့နှစ်ခုပဲတည်နိုင်လို့နှစ်ခုလေးပဲတည်ထားတာပါရှင်ပြီးတော့စာနယ်ဇင်းမီဒီယာနဲ့အမေးဖြေကဏ္ဍလေးလည်းအများကြီးပဲလုပ်ခဲ့ရပေါ့နော်အား6အောင်ဖြေခဲ့ရတယ်ဟီနေကပြန်ရပါတက်လာရတဲ့လူပညာသမားဖြစ်တဲ့အတွက်ချူရဲ့ချူစူးစမ်းခဲ့ရှင်ကျောင်းသားမျိုးမျိုးစီးကြတယ်ဆိုတော့အပေါ်မှာဆက်တာချူရဲ့တရားအပြင်မှာဆက်တယ်ရတယ်ကျမကတော့
မှာဆိုခုနပြောတဲ့ဘန်းဖြစ်တယ်ဆိုတော့ကိုကတော့ဘန်းမှာတော့ဒီရင်းမဆိုတော့ရှိရပေါ့နော်ဒီမှာပြိတက်နဲ့ဒါပုံမဝိုင်းပုံစံလေးများဖြစ်နေဦးမလားဒါမှလည်းကိုကလည်းနည်းနည်းဆုံးမှာတာနဲ့ကိုနေကလိုက်ပြီးသားလေးဖြစ်နေတယ်ဆိုတော့ဘလိုလေးများကြွကြမှုတွေရှိနေလို့ပေါ့ အဲ့ဒါကိုလည်းအများနဲ့ drama ရဆိုတယ် character လေးအတိုင်းတော့ကောင်းဆုံးတော့စူးစမ်းထားရပေါ့နော်နောက်ပိုင်းမှာဘယ်အဖြစ်တွေလည်းပြန်ပါအောင်ပါဆိုတော့လည်းနည်းနည်းခံစားပါတယ်ပြီးတော့ဒီကားလေးထွက်လာလို့ရှိရင်လည်းအားပေးစေချင်ပါတယ်ဒါပေမဲ့လည်းနည်းနည်းကြရကလေးတချို့တော့ရှိရပါတယ်ကိုတို့ဒါရုပ်ရှင်ကားတွေအရှိမလည်းတင်ငယ်ပြည့်စုံတယ်ဒီကားလေးကတော့ကိုတို့နေရာလေးတစ်ခု main မှာတော်တော်လေးနေရာရတယ်ဆိုတဲ့ဟာမျိုးဖြစ်မယ်ခင်ဗျနော်နေရာလေးတော့ရပါတယ်နေရာလေးတော့ရပါတယ်ဟုတ်ကဲ့ပါ miss character လေးဖြစ်တယ်ဆိုတော့ကိုကလည်း miss တန်လူသားနော်ဘယ်လောက်ဒီ character လေးဝင်နေခဲ့မလဲဟုတ်တယ်ဒီကားလေးကိုလက်ခံဖြစ်တာအဓိက miss လုပ်ရမယ်ဆိုတော့တစ်ချက်ကြောင့်ဘာလို့ဆိုတော့ဗီဒီယိုစာနယ်ဇင်းကိုမရအရင်များတဲ့အခါကျတော့ချိုးစစ်အဆင်ပြေဆုံးပေါ့နော်တက်နိုင်ဆုံးတော့တယောက်ချင်းစီကိုဖြည့်ပေးခဲ့ပါတယ်အားချအောင်မောအောင်လို့တော့ဖြည့်ခဲ့ရတယ်ပေါ့နော်မိရရေးလည်းအများကြီးပဲဆိုတော့ဒီနေ့ပွဲလေးကိုတက်ဖြစ်ခဲ့တဲ့အကြောင်းလေးလည်းပြောပြပြီဆိုတော့အစားအဆုံးကြည့်ပြီးတဲ့ချိုးစစ်ပရိသတ်တွေအကုန်လုံးကိုတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်အများကြီးလည်းချိုးစစ်စူးစမ်းနေပါတယ်နောက်ထပ်ချူရဲ့အမှတ်တရ vlog လေးတွေမှာအလင်းတင်တယ်လို့ချူစစ်တင်ပေးသွားပါမယ်ဆက်ပြီးတော့ချူစစ်ကိုအားပေးချစ်ခင်ဝင်ရပေးကြပါအောင်ရှင်အစအဆုံးချစ်ပေးတဲ့ပရိသတ်တို့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ချစ်တဲ့တတမွတ်မင်းချီတဲ့မထားနိုင်တဲ့သူအမများတွေ့ရင်အမှန်ပြန်ပေးမိသူစေတနာစကားများနာမခါသလားလောကကြီးတဲ့ကောင်းမွန်စွာနဲ့လမ်းလျှောက်တဲ့ရင်